စာသင်ခန်းထဲမှာအမြဲတမ်းဖြစ်ပြီးအစ်စ်မကောင်းတဲ့ပတ်တဲစုဆိုသူဟာဆင်းရဲနွမ်းပါးတဲ့ဘဝကနေရုံထွက်ချင်နေသူဖြစ်ပြီးတနေ့မှာចောင်းသားတစုနဲ့ရန်ဖြစ်ကအိမ်ရောက်မှာတော့သူကြောက်ရတဲ့သူ့အဖေဖြစ်သူကအစိုးရရှိနေတယောက်ရှိမှဒူးထောက်တောင်းပန်နေတာတွေ့ပြီးလောကမှာအာဏာရှိဆုံးကအစိုးရရှိနေဆိုတာကိုသိသွားပြီးနောက်အသေးအတန်စူးစမ်းကရှိနေတယောက်ဖြစ်လာခဲ့ပါတယ်ထို့နောက်ကျောင်းတစ်ကျောင်းမှာဆရာဖြစ်သူကကျောင်းသူတစ်ယောက်ကိုလိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်တဲ့အမှုကိုကင်တွယ်တဲ့အခါမှာတော့ထိုပြစ်မှုကျူးလွန်တဲ့ဆုံးဘက်ကိုဆိုသူဟာကျောင်းသူမလေးရဲ့စိတ်မနှံ့တဲ့အမေဖြစ်သူကိုဒေါ်လာ900ပေးကတမိဖြစ်သူကိုနှုတ်ပိတ်ပြီးကျောင်းအုပ်ကြီးကိုလက်ထိုးထားခဲ့ပါတယ်တနေ့မှာတော့ပတ်ထဲစုရဲ့ဆရာဖြစ်သူဟာရုံးခန်းထဲရောက်လာပြီးဆုံးဘက်ဟိုရဲ့အမှုကိုရုပ်သိမ်းပေးဖို့လာတောင်းဆိုခဲ့ပါတယ်ဆုံးဘက်ဟိုဟာဥက္ကဋ္ဌဟန်ရဲ့သားဖြစ်ပြီးအာဏာရှိသူဖြစ်တာမို့အမှုကိုရုပ်သိမ်းပြီးဆရာဖြစ်သူကသူ့အဖွဲ့ထဲပါဝင်ဖို့အခွင့်အရေးပေးခဲ့ပါတယ်ထို့အဖွဲ့တွင်ဟန်ရှိကီဟာအဖွဲ့ချုပ်ဖြစ်ပြီးအစိုးရရှိနေရဲ့ဝန်ကြီးချုပ်လည်းဖြစ်ပါတယ်ထို့သူဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ကတည်းကဥပဒေလောကကိုကျင့်လည်ခဲ့ပြီးရာဇဝတ်ဆန့်ကျင်ရေးကိစ္စနဲ့သူဟာအဓိကနေရာမှာနာမည်ကောင်းရခဲ့သူဖြစ်ကမကြခင်ဒရိုက်တာဖြစ်လာမယ်လို့နာမည်ကြီးနေသူလည်းဖြစ်ပါတယ်ပတ်ထဲစုရဲ့ဆရာကသူ့ကိုထိုလူနဲ့အစိုးရပါတီပွဲတစ်ခုမှာစတင်မိတ်ဆက်ပေးခဲ့ပါတယ်တို့ပေမဲ့ပတ်ထဲစုကအစင်သင့်မဖြစ်သေးတာကြောင့်ဟန်ရှိကီနဲ့အနှဲငယ်ပုတ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်ထို့အချိန်မှာဆရာဖြစ်သူနဲ့စုံဘက်ဟိုတို့ကဝင်ရောက်ပြန်ဖြေပေးခဲ့တာကြောင့်အဖွဲ့ချုပ်ဟန်ရှိကီနဲ့ပြန်ဆင်ပြေသွားခဲ့ပါတယ်ပါတီပွဲအပြန်တွင်အဖွဲ့ချုပ်ဟန်ရှိကီကိုစုံဘက်ဟိုနဲ့ပတ်ထဲစုတို့ကနှုတ်ဆက်ခဲ့ကြပြီးပြန်ဖို့လုပ်နေချိန်တွင်စုံဘက်ဟိုကကျောင်းသူမလေးကိုသူဘယ်လိုလုပ်ခဲ့ကြောင်းပတ်ထဲစုကိုလိုက်ဆက်နေပါတယ်ပတ်ထဲစုကမခံနိုင်တော့လို့ထိုးမဲ့အလုံးမှာလူတယောက်ရောက်လာပြီးပတ်ထဲစုအစားထိုးလိုက်ပါတော့တယ်ထိုလူကတော့ကျောင်းတုံးကတငယ်ချင်းကင်အွန်ဆူဆိုသူဖြစ်ပြီးခွေးရိုက်အဖွဲ့ရဲ့လက်အောက်ခံခေါင်းဆောင်ပဲဖြစ်ပါတယ်ကင်အွန်ဆူဟာအခွန်ရှောင်ဖို့အတွက်တတ်တက်ယုံတစ်ခုဖွင့်လှစ်ထားပြီးဟန်ရှိကီအတွက်ငွေထုတ်အမြဲလာပေးရပါတယ်ဘာကြောင့်လဲဆိုဟန်ရှိကီကကင်အွန်ဆူရဲ့ခွေးရိုက်အဖွဲ့အတွက်နေကြခိုင်းကိုဖြိုခွင်းပေးထားတာကြောင့်ပဲဖြစ်ပါတယ်အဲနောက်မှာတော့ဘီယာဆိုင်မှာကင်အွန်ဆူနဲ့ပတ်ထဲစုတို့ဟာငငယ်ကအကြောင်းပြောနေကြပါတယ်အချိန်မှာကင်အွန်ဆူကပတ်ထဲစုကိုသူ့လက်တွေမညစ်ပေစေချင်တာကြောင့်လင်းဘက်မှာနေခိုင်းပြီးသူကအမောက်ဖက်ချမ်းမှာနေတာဟန်ရှိကီကသူ့ကိုကူညီတယ်လို့သူကလည်းကူညီမှာဖြစ်ကြောင်းကတိပေးခဲ့ပါတယ်ထို့အချိန်ကစပြီးဟန်ရှိကီရဲ့အဖွဲ့ထဲဝင်ကကိစ္စတိုင်းကိုလွယ်လွယ်နဲ့ဖြေရှင်းလာနိုင်ခဲ့ပါတယ်ထိုအချိန်မှာတော့ပတ်ထဲစုဟာအရာရာအဆင်ပြေနေခဲ့ပါတယ်။သူဟာထိတ်တန်းခေါင်းဆောင်တွေရဲ့အချက်လက်တွေကိုစုံစမ်းကအမှုတွေကိုဆွဲချက်တင်ပြီးသတင်းစာမျက်နှာတွေမှာရှေ့ဆုံးရက်တည်နေအောင်လုပ်ကတာယာနေခဲ့ပါတယ်။ပတ်ထဲစုကိုကုမ္ပဏီပိုင်ရှင်အာဏာပိုင်တွေနဲ့အစိုးရဝန်ကြီးတွေကအစမော်မကြည့်ရကြတော့ပါဘူး။ဟန်ရှိကီကတားကောင်ရွေးပေးပြီးပတ်ထဲစုတို့ကတော့အမှုတွေကိုဆွဲချက်တင်ပေးခဲ့ပါတယ်။အဲ့ချိန်မှာတော့သူတို့မလုပ်နိုင်တာဘာမှမရှိပါဘူး။ပတ်ထဲစုအောင်မြင်လာတာနဲ့အတူသူ့မိသားစုတွေကလည်းအတုံးဖြုံးကြီးလာခဲ့ပါတယ်။သူညမဆိုရင်သူ့အဖေနဲ့တောင်မတိုင်မင်တော့ပဲမြေချမ်းမှာရှယ်ယာတွေကိုဝယ်ကအရှုံးပေါ်ခဲ့ပါတယ်။ဒါပေမဲ့အခွင့်အရေးတစ်ခုကရခဲ့ပါတယ်။သမရရရွေးကောက်ပွဲမှာအနိုင်ရဖို့ကင်းနေချန်ကသူတို့အဖွဲ့ကိုငှားရမ်းခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲသူတို့အဖွဲ့ကအနိုင်ရအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။သူတို့အဖွဲ့ဟာသမရလက်အောက်ရောက်သွားပြီးလုတ်ပိုင်ခွင့်တွေအရင်ထက်ပိုရလာခဲ့ပါတယ်။ဟန်ရှိကီကလည်းရှေ့နေအကျိုးဆောင်ထက်မကအာဏာပိုရှိလာခဲ့ပါတယ်။ပတ်ထဲစုဟာလည်းမော့ပိုနဲ့ဆိုသွားတဲ့ခါမှာတော့အဆောင်ရှောက်များစွာနဲ့ဖြစ်လာခဲ့ပါတယ်။အမကောင်းမှုတွေရဲ့နောက်မှာတော့အန်ဟီယွန်းဆိုတဲ့ရှေ့နေဖြစ်သူဟာသူတို့အကြောင်းစုံစမ်းနေခဲ့ပါတယ်။ဟန်ရှိကီကထိုအကြောင်းကိုသိရှိသွားပြီးခွေးရိုင်းကိုင်းကောင်းဆောင်ဖြစ်သူကင်အွန်ဆူနဲ့မပတ်သက်တော့ဖို့တတိပေးခဲ့ပါတယ်။သူ့မိမဖြစ်သူကလည်းသူဖောက်ပြန်တာကိုသိသွားပြီးသူနာကနေထွက်သွားခဲ့ပါတယ်။ပတ်ထဲစုဟာဟန်ရှိကီရဲ့စကားကိုနားမထောင်ပဲကင်အွန်ဆူနဲ့ထပ်ပတ်သက်နေခဲ့ပါတယ်။ကင်အွန်ဆူကပတ်ထဲစုရဲ့အာဏာကိုသုံးကာနဲ့မြေတွေထက်ချက်ထွင်ခဲ့ပြီးဟန်ရှိကီကိုလည်းအရင်လိုခုံခတွေမပေးတော့ပါဘူး။တစ်ဖက်မှာလည်းဟန်ရှိကီကနောက်ထပ်ရွေးကောက်ပွဲနီးနေပြီဖြစ်လို့ခွေးရိုင်းကိုင်းကိုဘာမှမလုပ်သေးပါဘူး။ဒီအခါမှာတော့ရွေးကောက်ပွဲကိုဟန်ရှိကီတို့အဖွဲ့ဘက်ကသမရကရှုံးနိမ့်ခဲ့ပါတယ်။ဟန်ရှိကီကလည်းကင်အွန်ဆူရဲ့သတင်းစာကြောင့်ဒရိုက်တာဖြစ်မဲ့အခွင့်အရေးကိုဆွန့်လွတ်လိုက်ရပါတယ်။ဟန်ရှိကီကဒေါသထွက်ပြီးပတ်ထဲစုတို့ကိုရိုက်နှက်ခဲ့ပါတယ်။အကြောင်းရန်တုံချေကကင်အွန်ဆူကိုထောင်ချဖို့အကြံပေးခဲ့ပါတယ်။ပတ်ထဲစုကလည်းတငယ်ချင်းဟာအပြင်မှာထက်ထောင်ထဲမှာပိုလုံးကျုံမဲ့ထင်လို့ရဲလက်အပ်ခဲ့ပါတယ်။တစ်ဖက်မှာလည်းဟန်ရှိကီကအာဏာရပါတီကသူ့ရဲ့မကောင်းမှုတွေကိုဖော်ထုတ်မှစိုးရိမ်ပြီးအပြစ်မပေါက်ကြခင်သူနဲ့ပတ်သက်တဲ့သူတွေကိုစတင်ရှင်းလင်းပါတော့တယ်ဟန်ရှိကီကပတ်ထဲစုကိုတောင်ပိုင်းပို့လိုက်ခါနိုင်ငံရေးလက်ကွတ်တွေစသုံးပါတော့တယ်ဒရိုက်တာဟောင်းကိုဖြုတ်ချပြီးသူတို့နေရာကိုဝင်ယူဖို့ကြိုးစားပါတော့တယ်တမရတစ်ရိုမင်ဟန်ဟာလည်းဟန်ရှိကီနဲ့ဆွဲချက်တွေကိုရင်ဆိုင်နေရပါတယ်ကင်ဝွန်စုမရှိတော့ခွေးရိုက်အဖွဲ့ရဲ့နေမြေတွေကိုတခြားကိုင်းတွေကပြန်ယူနေကြပါတယ်ဒါတွေအားလုံးကဟန်ရှိကီရဲ့အကြံစီတွေပါတနေ့မှာတော့ရှစ်နေအန်ဟီယွန်းဟာပတ်ထဲစုအိမ်ကိုရောက်လာခဲ့ပါတယ်အန်ဟီယွန်းကသူနဲ့ပူပေါင်းဖို့ပတ်ထဲစုကိုလာညှိနှိုင်းပါတယ်ဒါမဲ့ပတ်ထဲစုကအန်ဟီယွန်းကိုမောင်းထုတ်ပြီးဟန်ရှိကီရဲ့အဖွဲ့ဝင်ရန်တုံချေကိုအန်ဟီယွန်းသူ့အိမ်ကိုလာသွားကြောင်းအသိပေးတဲ့အခါမှာတော့အစကတည်းကပတ်ထဲစုကိုအဖွဲ့ကနေစွန့်ပစ်လိုက်ပြီးဖြစ်ကြောင်းပြောပါတယ်တစ္ဆာဖောက်ခံမှန်းသိသွားတဲ့ပတ်ထဲစုဟာကူကရမဲ့ပြီးအရက်သမားဖြစ်နေခဲ့ပါတယ်အချိန်မှာသူ့တငယ်ချင်းဒူအီဟာထောင်ကလွတ်လာပြီးဖြစ်ပါတယ်ဟန်ရှိကီဟာထဲစုကိုတပ်ဖို့ကားနဲ့လာခေါ်သွားချိန်မှာဒူအီကကဲတင်ပေးခဲ့ပြီးသူကိုယ်တိုင်ကလည်းကင်အွန်ဆူရှိမှတေခံသွားခဲ့ပါတယ်အမှန်တရားတွေကိုတိလိုက်ရခါမှာတော့ထဲစုတယောက်နောင်တတွေရသွားခဲ့ပါတယ်
ဒီချိန်မှာတော့သူ့ရဲ့အမားတွေမကောင်းမှုတွေကိုပြန်မြင်လာရပြီးပြန်ပြင်ပြီးလက်စားချေဖို့အတွက်အန်ဟီယိုနဲ့ပူးပေါင်းလိုက်ပြီးသတင်းစာရှင်းလင်းပွဲတွင်ဟန်ရှိကီရဲ့မကောင်းမှုအပေါင်းအလုံးကိုထုတ်ဖော်လိုက်ပါတယ်ဟန်ရှိကီဟာအစိတ်နဲ့ပဲယူသွားပြီးပတ်ထယ်စုကတော့သူ့မိန်းမနဲ့လဲပြန်အဆင်ပြေသွားပြီးရွေးကောက်ပွဲမှာသမ္မတအသစ်ဖြစ်လာခဲ့ပါတော့တယ်